Hello အားလုံးမင်္ဂလာပါရှင်ကဲဒီနေ့ကတော့မတက်တော့ဘောနော်29ရက်နေ့တစောင်းတိုင်းအထူးဈေးရောင်းပွဲတော်ဖြစ်ပါတယ်ရှင်ဈေးရောင်းပွဲတော်မှာဆိုရင်ခဏနေမောင်လေးထိသူအောင်နဲ့နော် heavy fuel တို့နဲ့မတက်တော့တာ9နာရီကျော်ပေါ့နော်9နာရီကျော်နေစတယ်ပြီးတော့ဈေးရောင်းပွဲတော်ဆက်တင်တော့မှာဖြစ်ပါတယ်ဒီမှာလဲမုံနေစားဖို့လဲမုံတို့အေးတို့ကော်ဖီတို့ပေါ့နော်စနမကင်းကြောက်ကြောနန်းစိန်ရိုင်းကြိုက်တယ်ဆိုလို့နန်းစိန်မုံလေးမုံကြောက်မုံဆိုအစုံပေါ့နော်စီစဉ်ထားပါတယ်ရှင်ဒီနေ့မှာဘယ်လိုတွေရောင်းချပေးမလဲဆိုတာမသက်တော့ဆွဲကြိုးတကုံးယူရင်ရွှေကလေးတစ်ချောင်းလက်ဆောင်ပါပြီးရင်အုတ်လက်ကောက်တွေယူခဲ့ပါအောင်ဒီလိုမျိုးလက်ကောက်တွေပေါ့နော်ဒီလိုမျိုးလက်ကောက်တွေဆိုရင်9သိန်းဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ဟောလုံးဝအရောဓမပါဘူးပေါ့နော်လုံးဝဒါအရောဓမပါပါဘူးရှင်ရောဓမပါပဲနဲ့ဒါလက်ခလေးနဲ့ဝေးရမှာပါဒီထဲမှာဆိုရင်တို့3သိန်းကျော်ပါမယ်เนาะ3သိန်းကျော်ပါမယ်4သိန်းကျော်ပါမယ်เนาะ5သိန်းဝန်းကျင်ပါမယ်ရှင်အဲ့တော့ခါကြတော့ဒီမှာဝယ်ယူအားပေးလို့ရပါတယ်မနေ့ကဆိုရင်ဟိုပါပေါ့နော်ဒီမှာလေးမြင်းဝတ်တဲ့ပေါ့နော်မြင်းရကြတော့ခါကြတော့ဘယ်ကဒီလက်ကောက်လေးကိုဝယ်တာလဲဆိုတော့မဆူတက်ထုတ်ဆိုင်ရဆိုတော့မြင့်လို့လက်ကောက်လေးရှိသေးလားပေါ့နော်အဲ့လိုမျိုးလေးလည်းမေးကြတယ်အဲ့ချိန်မှာမတတ်တော့ရှိမှာမြင့်ဝယ်ပြီးတဲ့အချိန်မှာပစ္စည်းကပြတ်သွားတာပေါ့နော်ညကမှဘရင်ကပြန်ပြီးတော့ခါကြတော့ထွက်ပြီးရောက်တာဖြစ်ပါတယ်ဒါလက်ကောက်အကြီးပန်းပေါ့နော်အသေးလေးတွေလည်းရှိတယ်အသေးကတော့မတတ်တော့3သိန်းတန်တော့ပစ္စည်းပြတ်နေသေးရဲ့3သိန်း2000ကနေစပြီးတော့ယူအားပေးလို့ရပါတယ်ဒီမှာကြည့်ပါအခောက်ရှိပါပြန်ရောင်းပြန်လဲပြန်သွင်းရပါတယ်နော်အခုမတ်တဲ့ဝတ်ထားတာလေးကတော့ဒါ9သိန်းခွဲပါ4သိန်းခွဲလေးတစ်ချက်ပြပြီမယ်နော်ခဏ4သိန်းခွဲပါနော်ဒါလေးကကြတော့နော်ကာရီယာအစင်လေးတွေအစုံရှိရပေါ့နော်အသေးလေးတွေလည်းပြီးရင်တစ်ချက်ပြပြီမယ်ဆွဲကြိုးတကုံးယူရင်ရွှေကလေးတစ်ချောင်းလက်ဆောင်15ပဲရေတွေကပေါ့နော်အပြည့်တွေကယူခြင်းနဲ့ဆိုရင်နှထောင်းလေးတွေနှဆွဲလေးတွေလက်ကောက်လေးကိုတစ်မျိုးယူပြီဆိုတာနဲ့နော်ငွေ9000ပစ္စည်းတစ်မျိုးကိုငွေ9000ရှော့ပေးပါရဲ့ဒါအပြင်ဘာဒီလက်ဆောင်ကိုပေးသွားမလဲဆိုတော့တစ်ချက်ပြပေးမယ်နော်ဟာကြည့်ပေါ့နော်ဒီလိုလေးဒီ1 set เนาะဒီလိုချိန်1 set လေးတွေကိုလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်ဆိုင်လာတဲ့ဧည့်သည်တွေပေါ့နော်ဟောင်းနေလဲအများကြီးတွေးသွားမယ်တစ်တော်တွေလည်းဆော့လို့ရတယ်ရှင်းဝါနာပိုင်းစုပ်လို့ရတယ်ဒီ heavy flow တို့ဟိန်းကွာငုံနဲ့တစ်တော်ဆော့လို့ရပါတယ်ရှင်အဲ့တော့မတတ်တို့ရဲ့ဒီနေ့28ရက်မြောက်ပေါ့28ရက်မြောက်တော့28ရက်နေ့ပေါ့နော်ဈေးအောင်ပွဲတော့28ရက်10လပိုင်းဆောင်းတဲ့အထူး promotion ပွဲမှာလာရောက်အားပေးလို့ရတယ်လက်စွပ်လေးတွေဆိုရင်လည်းမတတ်တို့2သိန်းကျော်လေးကနေစရရှိမယ်ဆွဲကြိုးဆို 80k တွေက2သိန်းနဲ့6000 2သိန်း6000ကနေ5သိန်းဝန်းကျင်ရှိရဲ15ပဲရေရဆို10သိန်းကျော်ကနေပြီးတော့ခါကြတော့အစားရှိပါရဲ့ရှင်ရွှေဘောလုံးဆွဲကြိုးလေးတွေဆိုရင်လည်းမတက်တို့ပရင်းစည်းနဲ့ရောင်းပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီတက်တော့ရှစ်တွေလည်းကလစ်တွေမဲဖောက်ပေးမှာဖြစ်ပါတယ်ကျေးဇူးပါရှင်